လက်ရကန်းလို့ကြောကြောခေါ်လိုက်သေးကြသူပြောပြောလိုက်သေးကြသူပြောပြောဒုက္ခတွေပင်လေဝေးလို့နော်အယူသိလို့အပူမိနဲ့ပြောအတိတရားရဖို့အလွန်တော်သတိထားကြဖို့အလွန်တော်သတိထားကြဖို့အလွန်တော်အတိတရားရဖို့အလွန်တော်ယခုကြုံလူဘဝရာကျိုးနဲ့ဖို့အမှန်တော့သန်ရထွက်ရလမ်းပေါ်မမျက်စခန်းလက်ရကန်းလူကြောကြောခေါ်လိုက်သေးကြသူပြောပြောလိုက်သေးကြသူပြောပြောဒုက္ခတွေပင်လေဝေလို့နော်အယူသိလို့အပူမီနဲ့ပြောအတိတရားရဖို့အလွန်တော်သတိထားကြဖို့အလွန်တော်သတိထားကြဖို့အလွန်တော်အတိတရားရဖို့အလွန်တော်ယခုကြုံလူဘုံတို့ဟာရာကျိုးနဲ့ဖို့အမှန်တော့မြတ်တိဗုဒ္ဓထောက်ပြပါရမြတ်တိသဒုဋ္ဌကမဝါစာရောမြတ်တိပฏิပလာကစွန့်ရည်ပြုဝထေရှင်ယဟန်တော်ညံကတိုင်းနဲ့ထံကရိုင်းမရပါပြည်သူလာတော့ယဟန်ဘဝကအရာတော်ယဟန်ဘဝကအရာတော်လူလိုက်ကြများလာသူတော်ယခုကြုံလူဘဝရာကျိုးနဲ့ဖို့